အားလုံးပဲမင်္ဂလာပါအခုချိန်မှာကျမတို့ပြန်လည်ပြီးတွေ့ရတဲ့အတွက်အရင်ပဲဝမ်းသာပါတယ်ကျမယုံကြည်တယ်ဒီနှုတ်ကပတ်တော်ကိုသင်ကြားတဲ့အခါမှာအထူးပဲကောင်းကြီးရမယ်လို့ကျမအထူးပဲယုံကြည်တာဖြစ်တယ်အာမင်အဲ့တော့ဒီနေ့ချိန်မှာကျမဘာအကြောင်းအရာကိုအဓိကပြောသွားချင်လဲဆိုရင်ဆုတောင်းခြင်းဆိုတဲ့အသက်တာနဲ့ကျမဒီနေ့မှာဒီမှာရှိတဲ့ညီကောင်မနှမတွေကိုအနေငယ်ပြောပြသွားချင်တာဖြစ်တယ်ဆုတောင်းခြင်းကကျမတို့ယုံကြည်သူတယောက်အသက်တာထဲမှာဘယ်လိုမျိုးအလုပ်လုပ်လဲနောက်တစ်ခုဆုတောင်းတဲ့ခါမှာကျမတို့ဘလို့မျိုးကောင်းကြီးတွေခံစားရလဲဆိုတော့နှုတ်ကပတ်တော်ကိုဒီမှာရှိတဲ့ညီကောင်မနှမတွေကိုအနေငယ်ပြောပြချင်တာဖြစ်တယ်အဲ့တော့ကျမကဒီနေ့မှာလူ3ယောက်အကြောင်းနေနဲ့ကျမကပြောပြချင်တာဖြစ်တယ်အဲ့တော့ပထမအဆုံးတစ်ယောက်အနေနဲ့နေဟမိရဲ့အသက်တာကိုကျမအတူတူကလေ့လာကြမှာဖြစ်တယ်အဲ့တော့နေဟမိအခန်းကြီး1အငယ်ကျမတို့အခန်းကြီး1ကိုအတူတူကလှန်ရအောင်အငယ်ဘလောက်ကိုကျမဖတ်စေချင်လဲဆိုအငယ်17မှာကျမဒီအရာလေးကိုဖတ်စေချင်တယ်။အိုဖယားရှင်ကိုရောကျွန်းပြုသောပထနာစကားနဲ့နာမတော်ကိုယိုသေးခြင်းသောကျွန်တော်များပြုသောပထနာစကားကိုနားထောင်တော်မူပါ။ကိုရောကျွန်းကိုယနေ့ကောင်းကြီးပေးတော်မူပါ။ဤလိုရှိမှမျက်နှာရပါမည်အကြောင်းကေမတနာတော်မူပါဟုဆုတောင်းလေ၏။ထိုအခါငါသည်ရှင်ဘုရင်၏ဖလားတော်ကင်ဖြစ်သည်တဲ့။အဲ့တော့ဒီနေမိကဘသူဖြစ်လဲဆိုရင် तू ကရှင်ဘုရင်ရဲ့ဖလားတော်ကင်တယောက်ဖြစ်တယ်တိုင်းပြည်တစ်ပြည်မှာ तू ဟာလဲနော်အထက်အရာရှိတယောက်ကဲ့သို့ပင်ဖြစ်တယ်အဲ့တော့ तू ဟာတနေ့မှာနော်အငယ်အခန်းကြီး1အငယ်1မှာကျွန်တော်တွေ့ရတဲ့အိမ်ကဘာလဲဆို तू ဟာရှုရှန်နန်းတော်မှာနေထိုင်တဲ့အခါမှာတဲ့နော် तू ကတည်င်းတစ်ခုကြားတယ်အဲ့ဒီတည်င်းကဘာလဲဆိုရင်သူ့ရဲ့နော်ယေရုရှလင်မြို့ကနော်ဖြစ်စည်းခံလိုက်ရတယ်နော်မြို့တကားတွေမီးရှို့ခံလိုက်ရတယ်ဆိုတဲ့တည်င်းကို तू ကြားတဲ့အခါမှာအရင်မဲ့ तू စိတ်မကောင်းဖြစ်မိတယ်အဲ့ဒီတော့ तू အဲ့ဒီတည်င်းကိုကြကြချင်းမှာ तू ဘာလုပ်လဲဆိုရင်နော်ကျမတို့အငယ်9မှာတွေ့ရတယ်ကြကြချင်းမှာ तू ကနော်ဖျားစီမှာဆုတောင်းတယ်လို့ပြောတယ်ဆုတောင်းတာတော့မှ तू ကရိုးရိုးမသားဘူးအစာရှောင်ပြီးမှဖျားစီကိုတိုးဝင်ပြီးဆုတောင်းခဲ့တယ်အဲ့ဒီခါမှာ तू ဖျားစီကိုဆုတောင်းတဲ့အရာကအငယ်17မှာအရန်တဘောကြတဲ့အရာကဤလူရှိမှမျက်နာရပါမိအကြောင်းကေမတနာတော်မူပါဟုဆုတောင်းလေဤလို့ပြောတယ် तू ကအဲ့ဒီတည်င်းကိုကြားတဲ့အခါမှာ तू မြို့အတွက် तू ကဘာလုပ်ချင်ဆိုပြန်ပြီးပြင်ဆင်ခြင်းတယ်သူမြို့ကို तू ပြန်ခြင်းတယ်သူမြို့အတွက် तू ဟာကူညီပေးခြင်းတယ်နော်သူမြို့ဖြစ်စည်းခံလိုက်ရတယ်မီးရှို့ခံလိုက်ရတယ်လို့ကြားတဲ့အခါမှာပြန်ပြင်ပေးခြင်းတယ်အဲ့တော့ကျမတို့ဘသူမဆိုနော်ကျမတို့လူမျိုးနော်ဒါမှမဟုတ်ရင်ကျမတို့ရဲ့အတိမိတ်ဆွေတယောက်ယောက်နော်ဒုက္ခရောက်တယ်နော်ဟုတ်လားနော်ပြဿနာကြုံလိုက်ရတယ်ကျမတို့တည်င်းကြတဲ့အခါမှာဘသူမဆိုပေးလေကူညီခြင်းတဲ့နှလုံးသားအပြည့်အဝရှိကြတာဖြစ်တယ်အာမင်အဲ့တော့နေဟမိရဲ့နှလုံးသားထဲမှာလေနော် तू နေခဲ့တဲ့သူ့ရဲ့နော်ယေရုရှလင်မြို့ကဖြစ်စည်းခံလိုက်ရတယ်လို့ကြားတဲ့အခါမှာ तू အရင်မဲ့ကူညီပေးခြင်းတယ်ဒါပေမဲ့ခက်တာက तू ဟာတိုင်းတစ်ပါးနိုင်ငံမှာရှင်ဘုရင်တယောက်ရဲ့ဖလားတော်ကင်အနေနဲ့ तू ဟာနော်တာဝန်ထမ်းဆောင်နေရတဲ့အချိန်ဖြစ်တယ်အဲ့တော့ तू ကသူ့မြို့ကိုပြန်ဖို့ရန်အတွက် तू ပြင်ဆင်ခြင်းတယ်ဒါပေမဲ့ तू ကဘာလုပ်လဲဆိုရင်ဘုရင်ကိုခွန့်တိုင်ဖို့ရန်အတွက်ဖြစ်တယ်အဲ့တော့ तू ကဘုရင်ကိုခွန့်မတိုင်ခင်မှာ तू ကဘာလုပ်လဲဆိုရင်ဘာပြောလဲဆိုရင်ဤလိုရှိမှမျက်နာရဖို့ရန်အတွက်ဆိုပြီး तू ကဆုတောင်းခဲ့တယ်ဘုရားကိုဘုရားသခင်နဲ့ကျွန်တော်ကိုရှင်ဘုရင်ရှေ့ကိုကျွန်တော်ဝင်တဲ့အခါမှာမျက်နှာသာပေးပါဆိုပြီးမျက်နှာသာရဖို့ရန်အတွက် तू ကအရင်ဆုံးဆုတောင်းခဲ့တာဖြစ်တယ်အဲ့တော့မိတ်ဆွေနော်နေဟမိအသက်တာကအရန်ကျမတို့နော်သင်ယူစရာဖြစ်တယ်ကျမတို့ဘာအလုပ်လုပ်နေလဲမလုပ်ခင်မှာကျမတို့အရင်ဆုံးဆုတောင်းတဲ့အသက်တာကျမတို့အရောက်ချင်းစီတဲ့အသက်တာထဲမှာရှိဖို့ရန်အတွက်ရေးကြီးတယ်အာမင်ကျွန်တော်လူတော်များအလုပ်လုပ်ကြတယ်လုပ်ငန်းခွင်မဝင်ခင်ဆုတောင်းတဲ့အသက်တာအာမင်တင်တစုံတစ်ခုမလုပ်ခင်တင်တစုံတစ်ခုရှေ့မှာနော်စကားမပြောခင်တော့၎င်းဟုတ်လားအဲ့တော့တင်တစုံတစ်ခုမလုပ်ခင်မှာယနေ့ဖျားစီမှာမျက်နှာသာရဖို့ရန်အတွက်ဆုတောင်းခြင်းကတင့်ကိုထူးခြားစေမှာဖြစ်တယ်ဟာလေလုယာအဲ့တော့နေဟမိကဆုတောင်းတဲ့အခါမှာဘာဖြစ်လဲဆိုရင်အရန်ထူးဆန်းတဲ့အရာကနော်အငယ်နှစ်မှာကျွန်တော်အခန်းကြီးနှစ်နော်မှာကျွန်တော်တွေ့ရတယ်ဖယားနော်အခန်းကြီးနှစ်မှာနော်ယေနေဟမိကရှင်ဘုရင်ထံမှာတိုးဝင်တဲ့အခါမှာနော်သူကတည်င်းကြားထားတဲ့နော်တည်င်းကြားထားရတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နှလုံးသားထဲမှာတော့အရင်စိတ်မကောင်းဘူးတော့အဲ့တော့သူမျက်နှာကလည်းမပြုံးနိုင်ပဲနော်အဲ့တော့သူကနော်ဘုရင်စီကိုဝင်တဲ့အခါမှာဘုရင်ကသူ့ကိုမြင်တယ်ဘာဖြစ်တာလဲလို့သူ့ကိုမေးတဲ့အခါမှာနော်နော်သူကပြန်ဖြေတယ်ငါကလည်းတဲ့အရှင်မင်းကြီးအလိုတော်ရှိ၍ကျွန်တော်ကိုတဲ့စိတ်နဲ့တွေ့တော်မူလင်းတဲ့ကျွန်တော်ဘိုးဘေးတိမ်ချမ်းရှိရာမြို့ကိုကျွန်တော်ပြုစုရမည်အကြောင်းယူဒပြည်သို့စေလွှတ်တော်မူပါဟုကောင်းခင်ဘုံဤအရှင်ဖျားသခင်အားဆုတောင်းပြီးမှလျှောက်လေ၏လို့ပြောတယ်
အဲ့တော့မိတ်ဆွေ तू ကစွတ်တောင်းပြီးမှရှင်ဘုရင်ထံတိုးဝင်တဲ့အခါမှာသူ့ရဲ့ရှောက်တယ်နဲ့နော်စကားကဒီနေ့ရှင်ဘုရင်ကချက်ချင်းပင်ခွင့်ပြုပေးတာဖြစ်တယ်ဟာလေလုယာအဲ့ကြောင့်ကျွန်မပြောပြချင်တယ်ပထမဆုံးလူတစ်ယောက်ရဲ့အသက်တာကဘာလဲဆိုရင်ဘာမှမလုပ်ခင်အရင်ဆုံးစွတ်တောင်းပါအာမင်နေမိအသက်တာကနေတင်ယူရအောင်ကျမတို့ဘာအလုပ်ပဲလုပ်နေပြီဖြစ်စေကျမတို့ဘယ်နေရာသွားနေသည်ဖြစ်စေဒီနေ့စွတ်တောင်းတဲ့အသက်တာရှိရအောင်ဟာလေလုယာအဲ့ဒီခါကျရင်ဘုရားသခင်ကကျမတို့ရဲ့နော်ဆုတောင်းတဲ့အရာကိုနားညောင်းပေးမှာဖြစ်တယ်ကျမတို့ရဲ့လုပ်ငန်းတွေထဲမှာလည်းဘုရားသခင်ကဒီနေ့ကောင်းကြီးပေးမှာဖြစ်တယ်မျက်နှာသားတွေကိုပေးမှာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့နောက်ထပ်လူတစ်ယောက်အကြောင်းကိုပြန်ပြီးကြည့်ရအောင်နောက်ထပ်လူတစ်ယောက်ကဘု து အကြောင်းလဲဆိုရင်ဒံယေလအကြောင်းဖြစ်တယ်အဲ့တော့ကျမဒံယေလအခန်းကြီး6ကိုလမ်းစေခြင်းနဲ့ဒံယေလအခန်းကြီး6အငယ်10မှာဗာပြောလဲဆိုရင်အမိန်တော်ထုတ်၍တစိတ်ခတ်ကြောင်းကိုဒံယေလသည်ကြားသိတော်လေမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နှာပြုရာအထက်ပဒင်းပေါက်ဖွင့်လျက်ပင်အထက်ပြုလေရှိသည့်အတိုင်းတနေ့3ချိန်ဆုတောင်းလျက်ဖျားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏လို့ပြောတယ်အဲ့တော့ဒီဟာကဘု து အကြောင်းလေဆိုရင်ကျမတို့အားလုံးသိတယ်ဒံယေလအကြောင်းဖြစ်တယ်ဒံယေလကသူကိုယ်တိုင်ကလည်းနော်အခုနနေဟမီအသက်တာလို့ပဲတိုင်းတစ်ပါးနိုင်ငံမှာသူကဝင်ကြီးအနေနဲ့တာဝန်ထမ်းဆောင်နေရတဲ့သူဖြစ်တယ်နော်ပြောရမယ်ဆိုရင်မလေးရှားမှာရှိတဲ့နော်ညီကောင်မောင်နှမကျမတို့လိုပုံစံပါပဲနော်တခြားနိုင်ငံမှာအလုံးလုံးနေရတဲ့သူဖြစ်တယ်အဲ့ဒံယေလကနော်အဲ့ဒီချိန်ကဘာအချိန်လဲဆိုရင်သူတို့ရဲ့တိုင်းပြည်မှာနော်ရှင်ဘုရင်ကအမိန့်တစ်ခုထုတ်ပြန်တဲ့အရာကဘာလဲဆိုရင်နော်ရှင်ဘုရင်ကိုပဲနော်ကိုးကွယ်ရမယ်ဝတ်ပြုရမယ်ဆိုပြီးအမိန့်တစ်ခုထုတ်ပြန်တဲ့အချိန်ဖြစ်တယ်အဲ့ဒီချိန်မှာနော်ဒံယေလကဘာလို့ဆိုရင် तू ကဘုရားစီမှာတိုးဝင်တဲ့အချိန်ကိုမလျော့ဘူးဖြစ်တယ် तू ကတနေ့3ချိန်ဆုတောင်းတဲ့အသက်တာရှိတော်သူဖြစ်တယ်အဲ့တော့ तू ကနော်ဘုရားစီမှာဆက်ပြီးဆုတောင်းနေအဲ့တော့သူဆုတောင်းတဲ့အခါမှာဘာဖြစ်လဲဆိုရင်ကျွန်တော်တွေ့ရတဲ့အရာကနော်ဆုတောင်းတဲ့အတွက်ကြောင့်နော်သူ့ကိုမနာလိုတဲ့တခြားဝင်ကြီးတွေကသူ့ကိုဘာလုပ်လဲဆိုရင်လာပြီးအပြစ်ရှာတဲ့အခါမှာရှင်ဘုရင်ထံမှာသူတို့ရှောက်တင်တယ်နော်ဒံယေလကနော်တခြားဖျားကိုဝတ်ပြုတယ်ဆိုပြီးမှနော်ရှင်ဘုရင်စီကိုရှောက်တင်တဲ့အခါမှာရှင်ဘုရင်ကနော်ဒီနေ့အပြစ်ပေးရတော့တာအဲ့တော့ဒံယေလအသက်တာမှာကြည့်မယ်ဆိုရင်ဆုတောင်းတဲ့သူတွေအသက်တာမှာဘာလို့ဆင်းရဲဒုက္ခကြုံရတာလဲဆုတောင်းတဲ့သူရဲ့အသက်တာမှာဘာလို့ပြဿနာကြုံရတာလဲကျွန်တော်ပြောပြမယ်အဲ့ဒါကအဆုံးမဟုတ်သေးဘူးဖြစ်တယ်အာမင်ဒံယေလကနော်ချင်းတိတ်တွင်းတဲ့ချခံရပေမဲ့အဲ့ဒါအဆုံးမဟုတ်ဘူးဖြစ်တယ်ဘာဖြစ်လဲဆိုရင်အဲ့ဒီကနေလွတ်မြောက်ပြီးမှတတိုင်းပြည်လုံးကဖခင်ရဲ့နော်တတိုင်းပြည်လုံးကအသက်ရှင်တဲ့ဖခင်ကိုတည်ခွင့်ရတာဖြစ်တယ်အာမင်အဲကြောင့်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းတွေကတခါတလေမှာပို့ပြီးဆုတောင်းလေပြဿနာကြုံရတဲ့အချိန်တွေရှိတတ်တယ်ဆုတောင်းတဲ့သူနေ့စဉ်နေ့တိုင်းမှာဘုရားထံတိုးဝင်နေတဲ့သူဆုတောင်းနေတဲ့အသက်တာမှာလည်းပြဿနာတွေကြုံတတ်တယ်အခက်အခဲတွေကြုံတတ်တယ်ကျွန်မမကြုံဘူးလို့မပြောဘူးဖြစ်တယ်ကြုံရမှာပါဒါပေမဲ့အဲ့ဒါကအဆုံးမဟုတ်ဘူးဖြစ်တယ်အဲ့ဒီရဲ့အလွန်မှာဒီနေ့လူမြောက်များစွာကဘုရားကိုသိဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့ကယ်တင်ခြင်းဘုရားသခင်ရဲ့နမိတ်လက္ခဏာကိုသိဖို့ရန်အတွက်ဖြစ်တယ်အာမင်အားကြောင့်အာမလျှော်ပဲနဲ့ဆက်လက်ပြီးဆုတောင်းရအောင်ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေကဒီနေ့တိုင်းပြည်တွေကိုပြောင်းလဲစေနိုင်တယ်ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေကလူမျိုးတွေကိုပြောင်းလဲစေနိုင်တယ်ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေကဒီနေ့တိုင်းပြည်မှာရှိတဲ့လူတွေဒီနေ့ကိုတော့နေ့ယေရှုကိုမသိသေးတဲ့လူတွေလည်းဒီနေ့ယေရှုကိုသိလာဖို့ရန်အတွက်ဖြစ်တယ်အသက်ရှင်တဲ့ဖခင်ရဲ့အလုံးလုံးခြင်းတွေကိုသိလာဖို့ရန်အတွက်ဖြစ်တယ်မိတ်ဆွေတင်ဟာဒီနေ့ဆုတောင်းနေတဲ့သူတယောက်ဆိုရင်ဆက်ပြီးဆုတောင်းပါတင်ကိုဖခင်သခင်ကကြီးမားစွာအသုံးပြုလာအောင်မှာဖြစ်တယ်ဟာလေလုယာအဲ့တော့နောက်ဆုံးတစ်ယောက်အနေနဲ့ကျွန်မပြောပြချင်တယ်သူကဘာလို့လဲဆိုရင်ဟာနာဖြစ်တယ်အဲ့တော့ကျွန်မတို့နော်ဓမ္မရာဇဝင်ပထမဆောင်ကိုအတူတူကလှန်ရအောင်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီးဘလောက်ကိုကျွန်မဖတ်စေအခန်းကြီး1အငယ်10ကိုကျွန်မဖတ်စေချင်တယ်အဲ့မှာကျွန်မတို့ဘာတွေ့ရလဲဆိုရင်ဟာနာသည်ညှိုးငယ်သောစိတ်နဲ့ထား၍မျက်ရည်များစွာကြလျက်ထာဝရဘုရားကိုဆုတောင်းဒီကအိုးကောင်းခင်ပုံချေအရှင်ထာဝရဘုရားကိုရောဤကျွန်မကိုမေ့လျော့တော်မမူပဲကိုရောကျွန်မဤဆင်းရဲခြင်းကိုကြည့်ရှုအောင်မေ့တဖြစ်သားယောက်ျားကိုပေးသနာတော်မူလျင်သူဤစပင်ရိတ်ခြင်းကိုအလင်းမပြုတသက်လုံးထာဝရဘုရားဤကျွန်ဖြစ်စေခြင်းကကျွန်မအပ်ပါမည်ဟုသစ္စာဂတိပြုလေ၏ရဲ့နောက်အငယ်စနစ်မှာဗဆက်ရေးလဲဆိုရင်ထာဝရဘုရားရှိတော်၌ကြာမြင့်စွာဆုတောင်းခြင်းအေလိသည်သူ၏နှုတ်ကိုကြည်မှတ်လေ၏စိတ်နှလုံးနှင့်ဆုတောင်း၍နှုတ်ခမ်းလှုပ်တော်လေစကားအတမထွက်သောကြောင့်ရစ်မှုသည်ဟုအေလိထင်လျက်
so အတိပဲကျွန်မဖတ်မယ်အဲ့တော့ဒီနောက်ဆုံးတယောက်လူတယောက်ရဲ့အသက်တာကဘာလဲဆိုရင်အေလီsorry ဟာနာအသက်တာဖြစ်တယ်အဲ့တော့ဟာနာကသူကနော်အားလုံးလည်းသိတယ်ဒါမဖွားနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်သူရဲ့အသက်တာကပြောရမယ်ဆိုလူမြောက်များစွာကကဲ့ရဲ့ခံရတဲ့အမျိုးသမီးတယောက်ဖြစ်တယ်မိစေကဲ့ရဲ့ခံတယ်ဆိုမလွယ်ဘူးဖြစ်တယ်အာမင်နော်ကဲ့ရဲ့ခံဘူးတဲ့သူတွေကတော့သိမှာပါသူကတော့နော်ဘာဖြစ်တယ်စသဖြင့်ကဲ့ရဲ့ခံရတဲ့အသက်တာကကိုနော်ဘလောက်ထိတော့စိုးဝါးစီလဲဆိုလူတချို့ကအရန်ကဲ့ရဲ့ခံရတဲ့အခါများလာတဲ့အခါမှာအပြစ်တင်တာတွေများလာတဲ့အခါမှာလူတွေရဲ့ရှုံချခြင်းတွေနော်ခံရပေါင်းများတဲ့အခါမှာသူတို့နော်ကိုတေချောင်းကြံစီတဲ့အထိဖြစ်စေနိုင်တာဖြစ်တယ်အဲ့တော့ဒီအမျိုးသမီးရဲ့အသက်တာကကလေးမရနိုင်တဲ့အခါမှာသူ့ရဲ့ပတ်ဝန်းကျင်ကနေရောကဲ့ရဲ့ခံရတယ်သူနဲ့နော်ခင်မင်းရင်းနှီးတဲ့မိတ်ဆွေအတိုင်းဝန်းကနေရောကဲ့ရဲ့ခံရတာရှိရင်ရှိနိုင်တယ်ဒါပေမဲ့ तू ကဘာလို့ဆိုနှစ်စဉ်နှစ်တိုင်းမှာထာဝရဘုရားအိမ်တော်ကိုသွားပြီးမှ तू ကဆုတောင်းတယ်လို့ပြောတယ် तू မရနိုင်တဲ့အရာကဘာလဲဆိုသားမဖွားနိုင်တဲ့ဝေဒနာခံစားနေရတာဖြစ်တယ်သူ့အတွက်တကားပိတ်နေတယ်အဲ့ဒီအရာမှာသူ့အတွက်လမ်းမဖွင့်ဘူးဖြစ်တယ်ဒါပေမဲ့ तू အဲ့ဒီအရာကိုစိတ်ဓာတ်မကြဘူး तू နှစ်တိုင်းမှာသွားပြီးဆုတောင်းတယ် तू ဖခင်ရဲ့အိမ်တော်ကိုနှစ်တိုင်းမှာတိုးဝင်ပြီးဆုတောင်းတဲ့အခါမှာတဲ့နောက်ဆုံးမှာဘသူ့ကိုရလာလဲဆိုရင်တိုင်းပြည်တစ်ခုလုံးကိုကောင်းကြီးဖြစ်စေတဲ့ရှမွေလကို तू ရလာတာဖြစ်တယ်အာမင်အဲ့တော့ကျမတို့ရဲ့အသက်တာထဲမှာတစ်ခါတလေတကားပိတ်တယ်လို့ခံစားရတယ်ဟုတ်လားလူတွေကကဲ့ရဲ့တယ်လို့ခံစားရတယ်လူတွေကအပြစ်တင်ခြင်းကိုသင်ဟာခံစားနေရတယ်ဆိုရင်သင်ဟာစစ်ပြီးဘုရားထံမှာတိုးဝင်ဖို့လိုအပ်တယ်မိတ်ဆွေအာမင်အဘိချင်နေအင်းအပြစ်တင်နေတဲ့ဂျာပတ်ဝန်းကျင်မှာသင်ဟာနေထိုင်နေတယ်ကဲ့ရဲ့ခံရတဲ့ပတ်ဝန်းကျင်မှာသင်နေထိုင်ရင်တော့အမလျှော့ပါနဲ့ဟာနာကဲ့တို့ဘုရားရဲ့အိမ်တော်ကိုလာပြီးမှဆုတောင်းပါအာမင်စေဇွဲမလျှော်ဘဲနဲ့ဘုရားအိမ်တော်ကိုလာပြီးသင်ဟာဆုတောင်းမယ်ဆိုရင်သင်ရဲ့အသက်တာမှာဒီနေ့လူမြောက်များစွာကိုကောင်းကြီးဖြစ်စေတဲ့သူသင်ရဲ့အသက်တာတွေကနေမွေးဖွားလာမှာဖြစ်တယ်သင်ရဲ့အသက်တာအဖြစ်ဘုရားသခင်မြောက်များစွာဒီနေ့အမှုသစ်တွေကိုပြုလုပ်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကျွန်တော်တို့ဘာလုပ်ရမလဲဆုတောင်းခြင်းကဘာလဲဆုတောင်းခြင်းကဘုရားနဲ့အချိန်ယူနေခြင်းဖြစ်တယ်ဆုတောင်းခြင်းကကျွန်တော်တို့နေဘုရားနဲ့ပို့ပြီးနီးဖို့ရန်အတွက်နီးလန်းတစ်ခုဖြစ်တယ်ဘုရားနဲ့ဝေးတယ်လို့သင်ဟာခံစားနေရဆိုပို့ပြီးဆုတောင်းပါအဲ့ချင်းကြရင်ကျမတို့ရဲ့အသက်တာကဘုရားနဲ့ပို့ပြီးနီးလာမှာဖြစ်တယ်အာမင်အဲ့တော့ဆုတောင်းခြင်းကလည်းနောက်တစ်ခုပါဆိုဘုရားနဲ့စကားပြောနေခြင်းဖြစ်တယ်အဲ့တော့ဘုရားနဲ့စကားပြောတဲ့ဒီနေ့ဆုတောင်းခြင်းကိုနေ့ရက်တိုင်းမှာတည်ဆောက်ရအောင်မိမိရဲ့အသက်တာမှာတည်ဆောက်ရအောင်မိမိရဲ့မိသားစုတွေထဲမှာတည်ဆောက်ရအောင်ဟာလေလုယာမိမိရဲ့နော်အသင်းတော်ထဲမှာကျွန်တော်တို့နော်အသင်းတော်တွေဆိုနော်ဆုနော်အစာရှောင်ဆုတောင်းနေရှိတယ်ပါဝင်ရအောင်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ရဲ့လူမျိုးဆုတောင်းတွေထဲမှာပါဝင်ရအောင်အာမင်ဆုတောင်းခြင်းအသက်တာကိုမပြတ်မကွက်လှုပ်ဆောင်ရအောင်အဲ့လို့ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့ထူးခြားတဲ့ဒီနေ့ကောင်းကြီးမင်္ဂလာတွေကိုခံစားရမှာဖြစ်တယ်အာမင်ဆုတောင်းတဲ့အသက်တာကိုဒီနေ့မွေးမြူရအောင်သင်ဟာဒီနေ့ဆုတောင်းခြင်းကိုပုံမှန်မရှိသေးဘူးဆိုရင်အားပေးခြင်းနဲ့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုသင်ကြားပြီးတဲ့အခါမှာကိုယ့်ကိုယ်ပြန်လည်ပြီးခွန်အားယူပါငါဟာဆုတောင်းတဲ့အသက်တာကိုတည်ဆောက်မယ်ငါရဲ့မိသားစုထဲမှာဆုတောင်းတဲ့အသက်တာကိုတည်ဆောက်မယ်ငါရဲ့နော်အိမ်ထောင်မိသားစုထဲမှာဆုတောင်းတဲ့အသက်တာကိုတည်ဆောက်မယ်ဆိုပြီးသင်ကိုယ်ခွန်အားယူရအောင်ဟာလေလုယာအချင်းချင်းဘုရားသခင်ကကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့အသက်တာတွေထဲမှာလာပြီးလှုပ်လာမှာဖြစ်တယ်အာမင်နေဟမိအသက်တာကဲတော့ကျွန်မပြောပြခြင်းနဲ့ဘာပဲလှုပ်အရင်ဆုံးဆုတောင်းပါအာမင်ဒံယေလအသက်တာကဲတော့ဒီနေ့ပြဿနာတွေရှိတယ်သင်ပို့ဆုတောင်းလေပြဿနာပို့ယုံရတာတွေရှိတယ်ဒါပေမဲ့ကျွန်မပြောပြခြင်းနဲ့အာမလျှော့ပါနဲ့အာမင်အဲ့ဒါတွေပြီးသွားရင်ဒီနေ့သင်ရဲ့ဆုတောင်းခြင်းရဲ့အဖြေကိုတွေ့လာရမှာဖြစ်တယ်အာမင်ကျွန်မပြောပြခြင်းနဲ့နော်သင်ကတစ်ပင်ပေါ်ကအသီးကိုသင်ခူးခြင်းတယ်ဒါပေမဲ့သင်တစ်ချက်ရိုက်ယုံနဲ့မကြဘူးဆိုရင်နောက်တစ်ချက်ပြန်ရိုက်ဖို့မလေးပါနဲ့အာမင်သင်ဟာဆက်တိုက်ရိုက်နေမယ်ဆိုရင်အဲ့တစ်ပင်ပေါ်ကအသီးဟာသင်ရလာမှာဖြစ်တယ်အာမင်တစ်ချက်ရိုက်လို့အသီးမကြွေကြလို့သင်စိတ်တက်ကြပြီးအိမ်ပြန်သွားမယ်အစားနောက်တစ်ချက်ပြန်ရိုက်ဖို့ရန်အတွက်ပြန်ပြီးစ조사ပါအဲ့တော့သင်တစ်ခါဆုတောင်းလို့အဖြစ်မရဘူးကိစ္စမရှိဘူးနောက်တစ်ခါဆုတောင်းပါအာမင်ဘုရားသခင်သင်ရဲ့ဆုတောင်းချက်ကိုနားထောင်နေတာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့ဘာလုပ်ရမလဲစစ်ပြီးဆုတောင်းဖို့ရန်အတွက်လိုအပ်တယ်အဲ့တော့နောက်ဆုံးတစ်ယောက်အနေနဲ့ဟာနာအသက်တာကဲ့သို့ကဲ့ရဲ့ခံရတာတွေရှိတယ်နော်အပြစ်တင်ခံရတာတွေရှိတယ်လူတွေကတင့်ကိုပြစ်ထားတာတွေရှိတယ်ကိစ္စမရှိဘူးမိတ်ဆွေတင်ဖခင်နဲ့ပတ်သက်တဲ့အမှုဆုတောင်းခြင်းမှာတစ္ဆာရှိပါအာမင်တစ္ဆာရှိပါဖခင်သခင်အသင်ကိုဒီနေ့ကြီးမားတဲ့အဖြေတစ်ခုပေးလာမှာဖြစ်တယ်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာအသင်ကိုပေးလာမှာဖြစ်တယ်
ဆုတောင်းတဲ့အသက်တာကသူများရဲ့ထက်ပိုပြီးထူခြားတယ်ဆုတောင်းတဲ့အသက်တာကသူများရဲ့ထက်မျက်နှာသာပိုခံစားရတယ်ဆုတောင်းတဲ့အသက်တာကဖရာသခင်ရဲ့အတန်ကိုနေ့တိုင်းမှာကြားရတယ်ဆုတောင်းတဲ့အသက်တာကအမြဲတမ်းမှာဒီနေ့ဝမ်းသာရှင်လန်းခြင်းအခွင့်ကိုရတယ်အာမင်ဘာလို့လဲဆိုသူ့ဝိညာဉ်ကပါလေအမြဲတမ်းမှာဖရာနဲ့အချိတ်ဆက်ပြုတဲ့အခါမှာသူ့ဝိညာဉ်အမြဲတမ်းရှင်လန်းတယ်အာမင်ကျွန်မအားပေးခြင်းနဲ့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့ညီကောင်မနှမတွေဒီနေ့ဆုတောင်းခြင်းအသက်တာကိုတည်ဆောက်ရအောင်အဲ့ရောက်ချင်းစီတိုင်းဖျားရှင်အထူးပဲကောင်းချီးပေးပါစေအာမင်